ပြောစမ်းပါအော်ဒီလိုပါဝေဖို့ရဲ့ဒီမူတို့ရွာမှာလေဒီမူထက်ချောရဲလာတဲ့မင်းကလေးတွေအများကြီးရှိပါသေးတယ်နော်အဲ့ဒါဘာဖြစ်လို့တော့ဘာဖြစ်လဲဆိုတော့ဝေဖို့စိတ်ဝေဖို့နိုင်မှဖြစ်မှာဝေဖို့စိတ်များနေမယ်ဆိုရင်ဒီမူတို့နဲ့နေသွားလို့မရဘူးနောက်လေဒီမူတို့တွေ့ရတော့မှမဟုတ်ဘူးခုဝေဖို့ပေါ့ဒီမူခင်တွယ်နေမိလို့သာလာပြီးကိုရောင်ပြနေတာဝေဖို့သစ္စာရှိရှိနဲ့ရိုးရိုးသားသားသာချူစားပြီးနေသွားပါပြင်းနေရင်လည်းဒီမူတို့ရွာကိုအလေလာခဲ့ပေါ့နော်အခုဒီမူအချိန်မရတော့ဘူးဒီမူပြန်လိုက်ပါဦးမယ်ဒီမူခွင့်ပြုပါနော်ဟာဒီမူဝေဖို့ဆိုးလူကရုတ်တရက်ပြက်ခွေသွားတဲ့အမျိုးသမီးကိုနောက်ကနေပြီးဒီမူခေါ်ရင်အံ့အားသင့်နေမိတယ်ဝေဖို့ဆိုးလူလည်းတကူတဲ့ကြံရစ်ခဲ့တော့တယ်နောက်နေ့မနက်နေမထွက်မီအချိန်မှာဝေဖို့ဆိုးလူကထိုအမျိုးသမီးပေးထားခဲ့တဲ့သမြစ်ကလေးကိုယူပြီးအဲ့ဒီအမျိုးသမီးရှိရာကိုထမှန်သွားရောက်ခဲ့ပြန်တယ်ခဏအချိန်မှာပဲအဲ့ဒီနေရာကိုရောက်သွားခဲ့ပေမဲ့တောကြီးမြတ်မဲနေရာပဲဖြစ်နေပြီးဘယ်ဟာကိုမှမတွေ့ရတဲ့အတွက်စိတ်ပြည့်ပြည့်နဲ့သစ်ပင်ကြီးတစ်ပင်ရဲ့အောက်မှာထိုင်နေလေရဲ့အဲ့ဒီအချိန်မှာပဲအလွန်သင်ပြတ်မွေးကြိုင်လာတဲ့မွေးရည်နဲ့တစ်ခုကိုဝေဖို့ဆိုးလို့ရှူရှိုင်းလိုက်ရတဲ့အတွက်သူ့ရဲ့နှလုံးသားတစ်ခုလုံးအေးမြတာယာမှုကိုခံစားလိုက်ရတယ်။မချမီမှာသူမျော်လင့်တောင်းတနေတဲ့အမျိုးသမီးကသူ့ရဲ့ရှေ့မှာပေါ်လာပြီးဝေဖို့ဆိုပြီးခေါ်လိုက်ရင်သွားကလေးပေါ်ယုံမြလေးဝေဖို့စောလူကိုပြုံးပြနေတော့တယ်။ဝေဖို့ဒီမူလို့စီလာလေတာလေဆိုင်မစင်ပုံစံနဲ့ဘယ်နဲ့ငုတ်တုတ်ထိုင်နေတာတော့လာဝေဖို့ဒီမူလို့အိမ်ကိုသွားကြရအောင်နော်။ဒီမူလို့ရဲ့အိမ်ကဘယ်မှာလဲဟင်။အိုးဝေဖို့ကလေဒီမူကခေါ်နေပြီပဲမင်းလည်းမင်းနေရသေးတယ်လာပါဒီမူနောက်ကလိုက်ခဲ့ပါနော်တော်ရဲတနေရာကိုရောက်သွားတဲ့အခါအမျိုးသမီးကခဏဆောက်ဖို့ဝေဖို့စောလူကိုပြောတဲ့အတွက်တပင်တပင်ချေရင်းမှာဝေဖို့တရားမီးရင်ထိုင်ချလိုက်တယ်အမျိုးသမီးကလည်းပျောက်ကွယ်သွားတယ်သူထိုင်နေစဉ်မှာပဲလူစကားပြောသံများကိုကြားနေရတယ်